Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ပွဲမှာတော့တီးမယ်ခင်ဗျာနောက်ပွဲမှာခေါက်ဆွဲစီချက်စားနေပါလေစားနေကြပါလေဒါတော့လူမတမှာနက်ပိုင်းခေါက်ဆွဲစီချက်တွေ့ပါလေအရှင်လောင်းပွဲပရမရက်ခေဘာဒါတော့ပြူအေးလိုက်ချပေးနေတယ်ခေဘာဒါတော့ရွာဝင်လာပါကျွန်တော်တို့ရှမ်းနေစတောင်းပွဲဒါပြူရီခေဒါပြူရီဝါခေတူ